ကဲလူကြီးမင်းတို့ချက်တည်းရှိတော်မင်္ဂလာနေ့နဲ့ခင်းလေးပါဗီဒီယိုလေးကိုအမြန်ဆုံးကိုယ်တငယ်ချင်းထံအတိဆုံးထံတို့အမြန်ဆုံးပို့ပေးပါလို့ဂုဏ်ယူဝမ်းမြောက်စွာဖြင့်မေတ္တာဝါခံပါတယ်အခုဒီနေ့ပြောပြမယ့်အကြောင်းရင်းကတော့လာရှုမြို့ဒီနမတူဆိုတဲ့မြို့မှာအမေတယောက်ကအတော်ဝါဖြစ်ခံထားတာအတော်ဝါအခုတတ်တာတော့အခုဘိုင်းမှာပြန်ရေဖြင်းနေအဖြစ်ခံစားနေရတယ်တဲ့ဒီအမေကိုကျွန်တော်တို့တငယ်ချင်းပေါင်းတော့အားလုံးပေါင်းပြီးတော့မှတတ်နိုင်တော့ကူညီပေးပါရန်ကျွန်တော်အနေနဲ့လေးစားစွာဖြင့်မေတ္တာရက်ခံပါတယ်ပြီးရင်အခုကူညီစေခြင်းနဲ့အကောက်ရဲ့အမီရဒီယာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီအမေကိုတတ်နိုင်တော့ကိုယ့်အမေလိုတဘောထားပြီးတော့မှကျွန်တော်တို့ကူညီကြလိုက်ရအောင်ဘာလို့လဲဆိုတော့ तू ကတော့ကိုယ့်အမေလိုတဘောထားရင် तू ကအမြဲကိုယ့်အမေဖြစ်နေမှာသူများအမေလိုတဘောထားရင် तू ကအမြဲသူများအမေပဲဖြစ်နေမှာအဲ့ခါကျတော့ဒီလောကမှာဘယ်သူမဆိုမင်းကလေးတိုင်းအားလုံးအမေတွေပဲဖြစ်ပါလေဒါကတော့သူငယ်ချင်းတွေကျွန်တော်ကတော့ဗာပြောပြရမလဲဒါကတော့ကျွန်တော်ထက်ခင်ဗျားတို့ကိုသိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်တို့ဒီအမေဖြစ်သူကိုတတ်နိုင်လောက်ကူညီပေးပါလို့ကျွန်တော်အားလုံးငယ်ချင်းဆန်တို့အောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်